ကျမ်းချိန်နဲ့ဆိုတာလည်းအဲ့ဒါတွေပဲမှာခုခေတ်တော့ဘလို့ချိန်ရတယ်တော့မသိဘူးခုခေတ်ချိန်တာကတော့အဋိဌံသဘောလေးရှေးတုန်းကချိန်တယ်ဆိုတာတကယ်ချိန်ရတာဥပမာရှင်မင်းနေဖိသိက်သွန်းတယ်ဆိုတဲ့အခါခေါင်းကိုရေလောင်းတာအမလေးအေးတယ်မြန်မာအောင်မေးလေးနဲ့နော်ဘာချိန်သူခေါင်းကိုရေလောင်းပြီးတော့ဖိသိက်သွန်းတယ်ဖိသိက်ရေလောင်းတဲ့အခါခုခေတ်တော့ဘလို့ဆိုလောင်းတယ်ဘယင်းလက်ထက်ကရှေးဘယင်းနေကြတော့ဘလို့ဆိုလောင်းရတော့အရှင်မင်းကြီးတရားနဲ့အညီမအုပ်ဆုပ်ဖဲနဲ့တိုင်းသူပြည်သားကိုနှိပ်စက်မယ်ဆိုရင်ခေါင်း90ကွဲစေတည်းဆိုပါတယ်နော်အခုဆိုကုန်ကွဲကုန်လိမ့်မယ်ထင်တယ်ရှေးကကျိန်တယ်ဆိုတာအဲ့လိုကျိန်ရတာဒါကိုကျိန်စားရသော်ဘုရားတော့မကျိန်တော့ယဟန်တွေကိုကျိန်ခွင့်မကျိန်ရဘူးလို့ပြောထားတယ်နော်ပြီးတော့လောကလူတွေဟာကျိန်ကြဒါဘယင်းနေဖိစိတ်သွန်းတယ်ဆိုတာကျိန်စားရှိတယ်အဲ့ဒါလိုကျိန်ပြီးတော့မဟုတ်တာမလုပ်ရဲအောင်လုပ်တဲ့သဘောပေါ့နော်ခုခေတ်ကြမ်းကျိန်တာတော့ဘာတွေဆိုသလဲမသိဘူးကျွန်ုပ်ဒီဘသူဒီပေါ့စောင့်သစ္စာစောင့်သိပါပြီဒီလောက်ပဲကျိန်မဟာဝိဇိငရဲဆိုမကျိန်ကြပါဘူးနော်အဲ့